ဟုတ်ကဲ့မင်္ဂလာပါနော်ကျွန်တော်ဒီဘက်ကဗီဒီယိုဖိုင်လေးတော့တင်ပြမှာပါတခြားမဟုတ်ဘူးကျွန်တော်ဒီ webcam ဒီဟိုကိုဒီတရားတစ်ကိုကျွန်တော်ခုနကလေးတင်ကျွန်တော်ပေါ်မှာနော် YouTube မှာတင်တာတွေ့လိမ့်မယ်နော်အဲ့ဒါကျွန်တော်ရဲ့ဟိုလိုအပ်ချက်အတွက်ကျွန်တော်တောင်းပန်တာတော့ဟိုစကားတော့ဟိုရောက်ဒီရောက်ဖြစ်နေဒီလိုကျွန်တော်မှားသွားတာဒီ Mac Operation System မှာကျတော့သူက Zoom application ကိုသူက support ပေးတဲ့နေရာမှာသူက webcam ကို support ပေးတဲ့နေရာမှာ920 pixel အထိပဲ support ပေးတယ်ဒါကတော့သူတို့ဒီ OS ကြောင့်လား macOS ကြောင့်လား Zoom ကြောင့်လားဒါမှမဟုတ်နှစ်ယောက်စလုံးကြောင့်လားတော့မပြောတတ်ဘူးဒါပေမဲ့ဟိုဒီမှာကြတော့အခုဒါ Windows Operation System Windows Operation System ပေါ်က Zoom ကကြတော့ဒီ webcam ကိုသူက direct တန်းပြီးတော့သူက1080 pixel နဲ့တန်းပြီးတော့ support ပေးတယ်အဲ့တော့ဟိုကျွန်တော်ပဲလိုတာဖြစ်သွားတာပေါ့နော်အဲ့တော့အခုဒီမှာတော့တွေ့တဲ့အတိုင်းပဲ webcam ကတော်တော်လေးကြည်ကြည်လင်နေမဲ့အဆင်ပြေပါတယ်နော်ပထမတော့ကကျွန်တော်ကဒီ920 pixel ပဲဟို store လုပ်လို့ရတယ်တော့ဟိုပေါ့နော်ရိုက်လို့ရတယ်ဆိုတော့ကျွန်တော်တော်တော်စိတ်မကောင်းဖြစ်သွားတာဒါပတ်စံပြီးပြီးဝယ်ရတဲ့ပစ္စည်းတခုကိုဟိုပစ္စည်းမကောင်းတာရတယ်ဆိုလူတယောက်ကစိတ်ညစ်တာပဲလေဒါသဘောတဘာဝပဲဒါပေမဲ့အခုဒီမှာတော့ကျွန်တော်ပြန်ပြင်ပြောဖို့တော့လိုလာပြီအခုသူ့ webcam ကအဆင်ပြေပါတယ်နော် webcam လည်းအဆင်ပြေတယ်အခုကျွန်တော်ဒီ BOA K9 မိုင်းနဲ့လည်းတွဲပြီးသုံးလိုက်တဲ့ခါကျတော့ဒါလေးကတော်တော်အဆင်ပြေတယ်နောက်ပိုင်းဗီဒီယိုဖိုင်ကို recording လုပ်တဲ့ခါကျရင်ကျွန်တော်ဒါလေးနဲ့လုပ်မယ်နောက်တစ်ခုကကျွန်တော်အရင်အားဆိုလို့ရှိရင်တော့ကျွန်တော်က Canon ပေါ့နော် Canon R50 နဲ့ကျွန်တော်တွဲပြီးတော့သုံးတာဒါပေမဲ့အခုဒီလိုဟာမျိုးတွေကြတော့ကျွန်တော် line ပေါ်တင်တဲ့ခါကျတော့ဟိုပြောချင်တာဟို pixel ကဘာမှမကွာသွားဘူးလीမကွာသွားဘူးဆိုတဲ့အခါကျတော့ကျွန်တော် Zoom meeting စာတင်တဲ့အခါမျိုးမှာတော့ကျွန်တော် R50 ကိုဆက်ပြီးတော့သုံးမယ်။လို့မို့ဆိုလို့ရှိရင်တော့ဒီ webcam လေးကတော်တော်လေးပြည်တာဖြစ်တဲ့ကြောင့်ဒီ webcam ကိုကြတော့ကျွန်တော်ဒီ YouTube တို့ဒီ Facebook မှာကျွန်တော်ဟိုပါပေါ့နော်ဒီတင်ကြားရေးဗီဒီယိုဖိုင်တွေလုပ်တဲ့အခါတို့ကြာရင်ကျွန်တော်ဒီ webcam လေးနဲ့ပဲတန်းပြီးသုံးသွားမယ်။ဘာဖြစ်လို့လဲဆိုတော့ဟို R50 ကကြတော့ပြန်ပြီးတော့ကျွန်တော်ဓာတ်ခဲအားသွင်းရတယ်ဆိုတဲ့ပြဿနာရှိတယ်ဒါကကြတော့ဟိုအားသွင်းနေရမလို့ तू က plug and play ပဲဖြစ်တော့ तू ကတန်းပြီးသုံးလို့ရတယ်အဲ့ကကြတော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်တွေကလည်းပို့ပြီးတော့များများဆဆပေါ့နော်အရင်အားတက်ဆိုင်ပို့ပြီးတော့ကျွန်တော်မြန်မြန်ဆန်ဆန်လုပ်နိုင်မယ်နော်ကိကထမများတဲ့အတွက်ကြောင့်ဟိုဓာတ်ခဲထုတ်ပြန်ပြီးအားသွင်းပြန်ပြီးဓာတ်ခဲအားပြန်သွင်းအဲ့လိုခဏခဏလုပ်ရတဲ့အခါကျတော့ကျွန်တော်နည်းနည်းလေးလုပ်ရတာဝင်လေးတာပေါ့နော်အခုကတော့ကျွန်တော်တော်တော်လေးအဆင်ပြေသွားပါပြီလို့အဲ့အတွက်လည်းရောင်းမိတဲ့တရားပေါ့နော်ရောင်းပေးတဲ့တရားကိုကျေးဇူးတင်ပါတယ်လို့နော်ကျွန်တော်ပထမတော်တော်စိတ်ညစ်နေတာနော်ဒီဗီဒီယိုဖိုင်လေးလည်းကျွန်တော်အမှတ်တရအနေနဲ့တင်ထားပါမယ်နော်ဟိုပြန်ချုံးရမယ်ဆိုရင်တော့ကျွန်တော်အခုဒီမှာ webcam လေးကအဆင်ပြေပြေလေးဖြစ်သွားပြီဖြစ်တဲ့ကြောင့်နောက်ပိုင်းဗီဒီယိုဖိုင်ကြီးကြရင်ကျွန်တော်ကြည်ကြည်တင်တင်နဲ့စာတင်လို့လည်းရပြီကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးတွေကိုလည်းကျွန်တော်ကောင်းမှုပြောလို့ရပြီဆိုတော့အဲ့ဒါလေးလာပြောတာပါနော်ကျေးဇူးပါနော်